မင်္ဂလာပါရှင်ဒီနေ့တော့ကျမတို့အိမ်မှာထမင်းပေါင်းလေးချက်စားဖြစ်ပါတယ်ရှင်အသားရောအသီးရွက်ပါပြီးတော့အာဟာရလည်းရှိလွယ်ကူမြန်ဆန်လို့ချက်နီးလေးကိုမျှဝေပေးလိုက်ရပါတယ်ရှင်ထမင်းပေါင်းတွေကျမကတော့ဝက်သားကိုတုံးထားပါတယ်ရှင်ဝက်သားလေးတွေကိုပြုတ်ပြီးတော့ကိုလိုချင်တဲ့အနေထားလေးလှီးထားပေးပါနော်အသီးရွက်ကိုလည်းကိုကြိုက်တဲ့အသီးရွက်ထည့်နိုင်ပါတယ်ရှင်ကျမကတော့ပန်းပွင့်တဲ့ဂေါ်ဘီကိုထည့်ထားပေးပါတယ်ရှင်ခရမ်းကျင်တစ်လုံးကိုလည်းထည့်ပေးလိုက်ပါတယ်ရှင်ငုံဦးလေးတွေကိုလည်းပြုတ်ပြီးတော့အခွန်ခွာထားပေးလိုက်ပါရှင်အရင်ဦးဆုံးဒဲအိုးကိုအပူပေးပြီးတော့ဒဲအိုးပူလာပြီဆိုရင်တော့စီထည့်ပါမယ်ရှင်စီပူလာပြီဆိုရင်တော့နှုတ်ဆင်းထားတဲ့ကြက်သွန်ပြူလေးတွေထည့်လိုက်ပါမယ်ရှင်ကြက်သွန်ပြူလေးတွေမှုေးလာပြီဆိုရင်တော့ဝက်သားထည့်ပြီးတော့စီတက်ပါမယ်ရှင်ဝက်သားလေးတွေကစီပေါက်တဲ့အတွက်မီးအားကိုဆော့ထားပါမယ်ရှင်ဝက်သားကြော်ထားတော့မှဆော့ဖြော့ပါမယ်ရှင်တဲငံပြားရဲ့အပြေးခယူးစီဒါကတော့ပဲငံပြားရဲ့အကျဲပါရှင်ပဲငံပြားရဲ့အပြည့်တစုံထည့်ပါမယ်ပဲငံပြားရဲ့အကျဲကိုနှစ်စုံထည့်ပါမယ်ခယူးစီတစုံထည့်ပါမယ်ဝက်သားလေးတွေဒီအနေရပြီဆိုရင်တော့အရွက်ထည့်ပါမယ်အရွက်ထည့်ပြီးရင်တော့မီးအားနှင်းလို့ရပါပြီစားမနဲ့ထည့်ပါမယ်ဒီလေးလေးနဲ့ထည့်ပါမယ်ရှင်အထူရတာတော့မရှင်းပါလာနဲ့ထည့်ပါမယ်ရှင်အသီးရွက်တွေကတော့ကိုယ်စိတ်ကြိုက်ထည့်နိုင်ပါတယ်ရှင်တခြားကိုကြိုက်တဲ့အသီးရွက်ရှိရင်လည်းထည့်နိုင်ပါတယ်နော်ကျမကတော့အသီးရွက်များကြိုက်လို့များထည့်ထားပါတယ်ရှင်ပြီးရင်တော့ဆော့ထည့်ပေးပါနော်ကော်မုတ်ကိုရေဖြောထားပါမယ်ရှင်ကျမကတော့ကော်မုတ်ကို2စွန်းသုံးပါတယ်လက်ဖက်စားစွန်းနဲ့2စွန်းပါရှင်ရေကတော့ရေအေးပဲထည့်ပေးပါရှင်ရေနွေးထည့်မယ်ဆိုလို့ရှိရင်ကော်မုတ်တွေခဲသွားတတ်ပါတယ်ဒီနေရာမှာရေမများကြိုက်ရင်ရေမများထည့်ပေးပါရှင်ကျမကတော့ရေမများထည့်ထားပါတယ်တော်ရေမထည့်ခင်မှာခရမ်းရင်ပြီးနဲ့ငုံဦးထည့်ပါမယ်ရှင်တော့တော်ရေထည့်ပါမယ်ရှင်တော်ရေထည့်ပြီးတော့မှုပြီးတော့တော်ရေခက်တက်လို့ပါနော်နောက်ဆုံးမှာတော့မီးပိတ်ပြီးတော့တောင်းမှုထည့်ပါမယ်မင်းပေါင်းကိုရေလေးရပါမယ်ရှင်ထမင်းခုပါမယ်ရှင်ထမင်းကိုပုံစံကွက်လေးနဲ့ထည့်ခုပါမယ်နော်ထမင်းပြူပေါ်မှာကော်ရည်လေးတင်ပေးလိုက်မယ်ဆိုရင်တော့ကျမတို့ဆိုင်မှာစားရတယ်လို့ပဲထမင်းပေါင်းကော်ရည်လေးရပါပြီရှင်ကော်ရည်ကိုကြက်ကြက်ကြိုက်တယ်ဆိုလို့ရှိရင်ရေများများနဲ့ဖြောပေးပါရှင်ပြပြကြိုက်တယ်ဆိုရင်တော့ရေအများကြီးထည့်စရာမလိုပါဘူးနော်ဒါဆိုရင်တော့ကျမတို့ဆိုင်မှာစားရတယ်လို့ပဲထမင်းပေါင်းကော်ရည်လေးရပါပြီရှင်ရေးကြည့်တာကထမင်းပေါင်းကလေကြာလို့ရှိရင်ကော်ရည်တွေကခဲတယ်လို့ချက်ချင်းစားရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်အားလုံးပဲစားကောင်းကြပါစေနော်